အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကုံစိမ်းရဲ့လူမျိုးတော်ဖြစ်ပါတယ်ခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့တာမွေသမင်ပြန်လမ်းပါကြီးတိကေရုံကန်ရှေး orange ဆိုမကဲအရှိတဲ့မှာလူတော်မှာဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုရင်ကျင်းကားတီးပါပါမယ်ပြီးရင်တော့ရှမောင်ရဲ့ပါပါမယ်ဒီဘက်နောက်ဆုံးမှာတော့ကစုံရဲ့ပါပါဖြစ်ပါတယ်ခင်ဗျာဒီလူလေးကတော့ကျွန်တော်တို့ကုံစိမ်းလူဖြစ်ပါတယ်ကုံစိမ်းလူလိုထားတဲ့လူရှင်ကတော့မကကောက်ခင်ရဲ့မွေးနေ့ကောင်းဖို့လူဖြစ်အင်အောင်စုနေရာစာကိုဒီတာဝန်မြို့နယ်တွင်ပြန်လမ်းမှာရှိတဲ့ခုနှစ်သက်သွေးများကိုမွေးနေ့ရှင်ကိုသာကျွန်တော်တကယ်ကြီးကနေပြီးတော့လူလန်းပေးတာဖြစ်ပါတယ်ခင်ဗျာစုပေါင်းတမှုငွေအဖြစ်၅သိန်းချက်ကိုလူလန်းပေးတာဖြစ်ပါတယ်ခင်ဗျာဒီနေ့ကတော့အင်အောင်ရှင်မတီးတန့်ကိုလူလန်းပေးတာဖြစ်ပါတယ်ဒါဆိုရင်ဆိုရင်2စီချမောင်ရဲ့2စီပြီးရင်တိုင်5တီး3လုံးစီနဲ့လူလန်းပေးတာဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုရင်လာရောက်တန်းစီးလူတွေကိုကျွန်တော်တို့အိတ်ကလေးနဲ့တယောက်လုံးစီစီပေးတာဖြစ်ပါတယ်ဒီဘက်ထိပ်ဆုံးမှာဆိုရင်တော့ကျွန်တော်ကျင်းကားတီး3လုံးစီပေးပါတယ်ပြီးရင်တော့သူရဲ့2စီချမောင်ရဲ့2စီဒီပေးတာဖြစ်ပါတယ်ခင်ဗျာကုံစိမ်းလူကိုလူရမ်းပေးပါတော့မွေးနေ့ရှင်မကကောက်ခင်းတို့ကမိသားစုများအားလုံးမွေးနေ့မှာစပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံပါစေအလူရည်ဆက်လက်နဲ့မခေါ်လူတက်နိုင်ပါစေဥစ္စာစည်းပွားများလည်းဒီရေလားတိုးတက်နိုင်ပါစေလို့ကျွန်တော်တို့တင်ငယ်ကြီးကနေပြီးတော့ဆုတောင်းမြတ်တာပို့တာပါတယ်ခင်ဗျာအဆုံးလေးကျေးဇူးပေးကြရှင်ဒီအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်